ဒါလေးကတော့ဗောနော်တီဟူတီလို့ခေါ်ပါတယ်နီလာတော့တခါမှမတုတ်ဆောင်ဘူးပါဘူးဒီရဲ့အတီလေးကိုဗောနော်ထပ်ပဲအန်ဒီရောက်လာပြီးတော့မှတုတ်ဆောင်လို့ရတယ်ဆိုလို့ဗောနော်သူကနေပြီးတော့မှနီလာကိုတုတ်နီလေးဝင်မြတ်ပြီးတော့တာပါရှင်ပါဝင်တဲ့ပစ္စည်းတွေကလည်းရိုးရိုးရှင်းရှင်းလေးပါပဲကျက်သွန်နီရဲ့ခင်းချင်းတီရဲ့နေရုပ်တီစိမ့်လေးကိုပပလေးလိထားလိုက်ပါမယ်နော်တီဟူတီလေးရဲ့အစ်စ်လေးကိုထုတ်ပြီးဆိုရင်တော့အခုပေါ့နော်အန်ဒီလုတ်ပြထားတဲ့အတိုင်းပဲပေါ့ဓာတ်လေးနဲ့ဖြစ်ဖြစ်လက်လေးနဲ့ဖြစ်ဖြစ်ခုလိုအမြင်လေးဖြစ်အောင်ရင်ဆုံးလေးဖြတ်ထားမယ်ပြင်ဆင်ထားပေးပါမယ်ပြီးတော့ပြီဆိုရင်တော့သူ့ထဲမှာရှိတဲ့ဒီအဖန်ရည်လေးထွက်သွားအောင်ပေါ့နော်ဒီလိုမျိုးလက်လေးနဲ့ဆုပ်ဆုပ်နဲ့ပေးထားရပါမယ်ပြီးတဲ့အခါဆိုရင်တော့သူ့ရဲ့အရည်လေးတွေကိုအခုလိုပြောင်းအောင်ညှစ်ထုတ်ထားပေးရပါမယ်ရှင်ဒါလေးကတော့အရင်ညှစ်ထုတ်ထားတဲ့အနေထားလေးရရှိသွားပါပြီဒါဆိုရင်တော့ဒီလာတို့စိုက်မှာတုပ်ပေးပါမယ်သူ့ထဲမှာစက်သွန်ဒီပါနေထားတာလေးထည့်နိုင်မယ်ခင်းချင်းတီမရုပ်တီစိမ့်မြေပဲလောထောင်ထားတာလေးထည့်ပါမယ်စားနည်းနည်းထည့်မယ်ချုံမနည်းနည်းလေးထည့်လိုက်ပါတယ်ပြီးတော့မှငပြင်းနည်းနည်းထည့်ပါမယ်ချက်သွန်စီကျဲကိုမှစီလင်းပါပဲနဲ့ချက်သွန်ဖတ်လေးပဲယူပါမယ်နော်ချက်သွန်မဲ့ဖြစ်ဖြစ်နည်းနည်းပင်ဖြစ်ဖြစ်ထည့်လို့ရပါတယ်အလုပ်ထပ်ပြီးရပြီဆိုရင်တော့အခုလိုလက်လေးနဲ့သူစုပ်ပြီးတော့မှနေပေးဖို့အရေးကြီးပါတယ်။ဒါမှသူကအထဲထိရတာလေးဝင်ပြီးတော့မှစားလို့ကောင်းပါတယ်လို့ပြောပြခဲ့ပေးပါတယ်။အခုဆိုရင်တော့ဘောနော်ဒီခုတီတုတ်လေးလည်းရရှိလာပါပြီ။ဒီလာတော့တခါမှလည်းမစားဘူးပါဘူးအခုချိန်ထိဘောနော်။ဒါကိုဒီထဝဲကအန်ဒီရောက်လာလို့ဝေမျှပေးတဲ့အတွက်အားလုံးကိုပြင်ပြီးတော့မှဝေမျှပေးလိုက်ပါတယ်။